မင်္ဂလာပါကလေးတို့ရေဒီနေ့ထူးထူးခြားခြားပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်ပုံပြင်ထဲမှာကလေးတို့အတွက်တငယ်ချင်းအစ်တစ်တစ်ယောက်လဲပါတယ်သူ့နာမည်ကတူတူအဝေးကြီးတော့အုပ်ထဲကနေလာတာသူ့ရဲ့အစိမ်းနုရောင်အမွေးပွားပွားလေးနဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကတကယ်ကိုချစ်စရာကောင်းတာနော်အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့တူတူပါခင်ဗျတူတူကသူ့တစ်ဖက်သားကိုအရန်ကူညီတတ်တဲ့ကောင်လေးဖြစ်တယ်ဒါကြောင့်သူ့ကိုလည်းမြင်သမျှလူတိုင်းကချစ်ခင်ကြတယ်ခုလဲမနက်ခင်းဈေးထဲမှာဘသူ့ကိုအကူအညီပေးရမလဲလို့လိုက်ရှာရင်းအန်တီမေကိုတွေ့သွားတာပေါ့အန်တီမေမျက်နှာမကောင်းပါလားဘာလို့လဲအန်တီရဲ့ဒီလိုပန်းချင်းလေးနောက်တစ်ချင်းပျောက်သွားလို့တူတူရေဟုတ်လားဒီလိုပုံစံလေးပဲဆိုရင်တူတူကိုရှာပေးမယ်နော်မင်းကပန်းချင်းကိုဒီယူလာပြီးစော့နေတာပဲဒါအန်တီမေပန်းချင်းလေးပြန်ပေးလိုက်နော်မင်းကလိမ္မာပါတယ်ဒီမုံလေးကိုမင်းစားလိုက်နော်ငါပန်းချင်းယူသွားပြီးအန်တီမေကိုပြန်ပေးလိုက်မယ်အန်တီမေရဲ့ပန်းချင်းလေးကိုခွေးပေါက်လေးကယူဆော့နေတာကျေးဇူးတင်ပါတယ်တူတူရေရောတူတူအတွက်မုတ်ယူသွားနော်ဒီနေ့တော့ဈေးထဲလမ်းပတ်လျှောက်ရတာနဲ့ကုညီပြီးလိုက်ရှာပေးရတာမောသွားလို့ခဏနားအောင်မယ်ခဏဆိုပြီးနားလိုက်တာအိပ်ပျော်သွားတယ်ဟာဘာကြီးလဲမသိဘူးအညောင်းပြေရွာတဲ့လမ်းလျှောက်အောင်မယ်ရွာဈေးလမ်းမကအရင်နဲ့မတူပဲလေပြင်းတွေနဲ့ဖုန်တွေကျနေတာကိုတူတူမြင်လိုက်ရတာပေါ့ကွယ်ဟာဘာတီဖြစ်နေပါလိမ့်တရွာလုံးကအပင်တွေလဲညှိုးနှွမ်းချောက်တွေ့နေပါလားအန်တီဘလိုတွေဖြစ်တာလဲအန်တီလည်းမသိတော့ပါဘူးတူတူရဲ့မနက်မိုးလင်းအန်တီတို့စိုက်ခင်းထဲရောက်တော့အခုလိုဖြစ်နေတာကိုမြင်ရတာပါပဲကွယ်အရန်တော့စိတ်မပူပါနဲ့နော်တူတူကူညီနိုင်မလားလုပ်ကြည့်ပေးမယ်မရုပ်ပင်လေးရေငါလည်းနဲ့ထိလိုက်တာနဲ့နေပြန်ကောင်းပါစေကွာဟာငါလည်းနဲ့ထိလိုက်တာတကယ်ပြန်ကောင်းသွားတယ်ငါမှဒီလိုအစွမ်းရှိတာငါကိုငါတော့မသိဘူးဒါဆိုတရွာလုံးကအပင်တွေကိုငါလည်းနဲ့လိုက်ထိပေးမယ်တူတူကတို့ရွာရဲ့မရှိမဖြစ်နေပဲတို့ရွာကကူညီမှမတော်ပါနဲ့နော်ကိုချစ်တယ်ရွာသူရွာသားတွေကိုကူညီရတာပျော်စရာကောင်းလိုက်တာသူတို့ပျော်ရင်တူတူလည်းပျော်တယ်ငါအိပ်ပျော်သွားပြန်ပြီညမိုးတောင်ချုပ်နေပြီပဲဟာပေါ်လာပြန်ပြီဒီအလင်းတန်းကြီးဒီတစ်ခါတော့ဘာလဲဆိုတာတေချာသိအောင်အနားထိသွားကြည့်ရမယ်ကဲတွေ့ကြတယ်ဟုတ်ကျွန်တော်တို့ရဲ့တူတူလေးကတကယ်ကိုအံ့ဖွယ်ဟီးရိုးလေးပါပဲခုဆိုရွာကြီးတစ်ခုလုံးစိမ့်လန်းဆူပြေသွားပြီလေအားလုံးကပြောနေကြတာပေါ့ဒါပေမဲ့ကလေးတို့ရေပုံမြင်ကဒီမာတယ်မပြီးသေးဘူးဗျမှတ်မိကြသေးလားတူတူပထမမြင်ခဲ့ရတဲ့တောအုပ်ထဲကအလင်းတန်းလေးအဲ့ဒီအလင်းတန်းကပြန်ပေါ်လာတဲ့ဒီတစ်ခါပိုတောက်ပနေတယ်ထူးဆန်းတာကအဲ့ဒီအလင်းထွက်လာတော့တူတူရဲ့မော်စွမ်းတွေကဘာလို့ပေါ်လာတာလဲဟိုတောနက်ကြီးထဲမှာဘလို့လှုပ်ဝက်ချက်တွေရှိနေတာလဲဒီညတူတူတယောက်တည်းတောထဲသွားတော့မယ်ထင်တယ်သူ့နောက်ကိုတိတ်တိတ်လေးလိုက်သွားကြည့်ကြမလားအပိုင်းနှစ်မှာပြန်ဆောင်ကြမယ်နော်အားလုံးအပိုင်းနှစ်မှာပြန်ဆောင်ကြမယ်နော် channel လေးကိုလည်း subscribe လုပ်သွားကြပါဦး